ပြီးခဲ့တဲ့အပိုင်းမှာတော့ဂျန်နဲ့0နှစ်ယောက်ဟာဆိုရင်ဆန်းကိုတွားခေါ်ကြရင်လိုင်မော်ရောင် crime box ကောင်နဲ့အကျိတ်နဲ့တိတ်ခိတ်ခဲ့ကြရပါတယ်ဒါပေမဲ့အကောင်ကပုံမှန် crime box ကောင်တွေထပ်ပိုပြီးတက်မှလွန်နေတာကြောင့်ဂျက်တို့နှစ်ယောက်ကလည်းအလူလူလဲလဲခံနေရပြီးမထနိုင်မကယ်နိုင်ဖြစ်နေကြပါတယ်ဒီဘန်းရန်အစားမှာတော့ခံနေရတဲ့ဂျက်တို့နှစ်ယောက်စီကိုစကိုင်းတို့တယောက်ကလည်းရောက်လာကြပြီးမဲ့လိုင်မော်ရောင် crime box ကောင်ရဲ့ short တိတ်တာကိုပဲခံလိုက်ရပါတယ်မြန်မြန်အိပ်ပြောင် short တိတ်တာတော့မဟုတ်ပဲနောက်ဘဝကူအောင်လို့ lesson နဲ့ short တိတ်နေရပဲဖြစ်ပါတယ် ranger 9ကောင်ကလည်းအဲ့လိုခံနေရတဲ့အချိန်မှာပဲဘာကာဝစ်ကလည်းဆန်းကိုခေါ်သွားဖို့လုပ်နေတာကြောင့်ဇီနဲ့ဂျက်တို့နှစ်ယောက်ကလည်းလိုက်ခေါ်ဖို့လုပ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ရှိမှတင်မဲ့ဟိုကောင်ကခံနေသေးတာကြောင့်ထပ်ပြီးအကျုံးခံရတော့မယ့်အချိန်မှာပဲဆန်းကသူတို့3ယောက်လုံးတနေရကိုပို့လိုက်ပါတယ်ဆန်းကဘယ်ကိုပို့လိုက်တာမှမသိပေမဲ့ဂျက်တို့3ယောက်ကတော့ကြောက်ကမ်းမတစ်ခုမှာပြုတ်ကျဟန်ဆဲဆဲဖြစ်နေပြီး crime box ကောင်ရဲ့တိတ်ခိတ်တာကိုလည်းခံနေရပါတယ်အဲ့လိုနဲ့ဂျက်တို့နှစ်ယောက်လည်း crime box ကောင်ကိုအတက်နိုင်ဆုံးပြန်ခုခံကြပြီးအစွမ်းကုန်ပြန်တိုက်ခိုက်ကြပါတယ်ဒါပေမဲ့လက်ရှိအချိန်ဒီမှာဂျက်တို့နှစ်ယောက်ကအကောင်မနိုင်မဲဖြစ်နေကြတာကြောင့်ဂျက်ကလည်းသူ့ဆိုင်ကယ်ကိုခေါ်လိုက်ပြီးနှစ်ယောက်သားအသေးအထန်အဲ့ကနေထွက်ပြေးလာကြပါတယ်ဘာကာဝစ်နဲ့လိုက်သွားတဲ့ဆန်းကတော့အခုဆိုရင် grand ရဲ့ရင်ပေါ်တော့ရောက်နေပြီးမိုရာရဲ့အယုတ်တွေအပြည့်ထည့်ထားတဲ့အခန်းထဲမှာဥလဲလဲဖြစ်နေပါတယ်အဲ့အချိန်မှာပဲမိုရာကဆန်းနဲ့အမြဲတမ်းတငယ်ချင်းအဖြစ်နေနိုင်ဖို့ဆိုရင်တစ်ခုလောက်ပြရမယ်လို့ပြောလာပြီး SPD အဖွဲ့ကဇီကိုခေါ်ထုတ်ပေးလာဖို့ဒူတာပြီးတောင်းဆိုပါတယ်အချောင်းကတော့ဆန်းနောက်တစ်ခေါက်ခေါက်လိုက်နေတဲ့ဇီကိုအယုတ်ဖြစ်ပြောင်းပြီးတင်ထားခြင်းလိုပဲဖြစ်ပါတယ်စခန်းကိုပြန်ရောက်လာကြတဲ့0အဖွဲ့ဟာဆိုရင်လေ Brando လက်ထဲကိုရောက်နေတဲ့ဆန်းကိုဘလို့ကဲတင်ရမလဲဆိုတာကိုဇီကဦးဆောင်ပြီးစဉ်းစားနေပါတယ်အကိစ္စနဲ့ပတ်သက်ပြီး Sky ကတော့ကလေးတယောက်ကိုတအားထည့်စဉ်းစားနေလို့ပွားစီလုံးနေပြီးမြဲဇီကတော့ဆန်းကိုရအောင်ကဲရှင်နေပါတယ်တကယ်တော့ဇီမှာအဲ့လိုကဲရှင်နေရတဲ့အကြောင်းရင်းကတက်တက်ကိုရှိနေပြီးလက်ရှိမှာဘာမှမခွဲခြားနိုင်သေးတဲ့ဆန်းရဲ့အဖြစ်ကတချိန်ကသူ့ရဲ့အဖြစ်နဲ့တူနေလို့ပဲဖြစ်ပါတယ်ဘယ်သူမှမသိသေးတဲ့ဇီရဲ့ငယ်ဘဝမှာတော့သူကလည်းဆန်းလိုပဲထူးခြားတဲ့စွမ်းအားတွေနဲ့မွေးဖွားလာခဲ့တာကြောင့်အားလုံးရဲ့ဝိုင်းပစ်ပေတာကိုခံခဲ့ရပြီးတငယ်ချင်းမရှိဘဲနေခဲ့ရတာဖြစ်ပါတယ်သူ့ဘက်မှာအဲ့လိုဘယ်သူမှရှိမနေခဲ့တာကြောင့်တနေ့မှာတော့ဇီတယောက်အန်ဒီကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပြီးထူးဆန်းတဲ့အကောင့်တစ်ကောင်ကသူ့ကိုရန်ပြူလာခဲ့ပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဝင်းရောင်အမဲနဲ့လူတယောက်ကသူ့ကိုကယ်ပေးခဲ့တာကြောင့်အကောင်ရဲ့လက်ကနေလွတ်သွားပြီးဒီနေ့မှာပဲသူဒီလိုအသက်ရှင်နေခဲ့ရတာဖြစ်ပါတယ်အဲ့ဒီအကြောက်တရားကပဲသူ့ရဲ့တန်ဖိုးထားရဆုံးဆွဲကြိုးအောင်ပြန်မြူရဲခဲ့ပဲသူတယောက်တည်းဖြတ်တန်းခဲ့ရသလိုဆန်းကိုလည်းအဲ့လိုမဖြစ်စေချင်တာကြောင့်ဖြစ်ပါတယ်ဇီကဆန်းကိုတငယ်ချင်းမဆိုတဲ့နာမည်နဲ့မကောင်းတဲ့လူတွေရဲ့လက်ထဲမှာရှင်သန်သွားရမှာကိုစိုးရိမ်နေတာဖြစ်ပါတယ်အဲ့လိုနဲ့ဇီကလည်းသူ့ရဲ့ငယ်ဘဝကိုပြန်ပြောပြနေတဲ့အချိန်မှာပဲခရူကာကလည်းရောက်လာပြီးဇီရဲ့ပျောက်သွားတဲ့ဆွဲကြိုးကိုလာပြန်ပေးပါတယ်တကယ်တော့အဲ့ဒီနေ့ကဇီကိုကယ်သွားတဲ့လူကခေါင်းဆောင်ခရူကာပဲဖြစ်ပါတယ်ခေါင်းဆောင်ခရူကာဆွမ်းအားတွေရှိနေတဲ့သူတို့အားလုံးကိုအစာကလေးကစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်ပြီးခဲ့တဲ့အပိုင်းမှာတော့ Bridge မိခဲ့တဲ့ငါတို့ဘလို့ဖြစ်ပြီးဒီနေရာမှာအတူတူရှိနေကြတာလဲဆိုရင်မိခွန်းကလည်းတကယ်တော့သူတို့အားလုံးကိုဒီနေရာမှာဒီလိုဖြစ်လာအောင်ခရူကာစီစဉ်ပေးထားဖြစ်ပါတယ်အားလုံးကအစွမ်းကိုစီရှိနေရတဲ့အကြောင်းရင်းအမှန်ကလည်းသူတို့မိဘတွေစီကနေဒီစွမ်းအားတွေကိုရလာခဲ့ကြတာကြောင့်ပဲဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တော်ကြာတုန်းကဂျက်တို့9ယောက်ရဲ့မိဘတွေဟာဆိုရင် SPD မှာအမှုထမ်းဆောင်ခဲ့ကြတဲ့စွန်ဦးတီထွင်သူတွေဖြစ်ကြပါတယ်အဲ့လိုနဲ့တနေ့မှာတော့ cast နဲ့အတူစွမ်းရည်တဲ့ show ကိုစမ်းသပ်လေ့လာကြရင်ရုတ်တရက်ပောက်ကွယ်မှုကြောင့်အဲ့ဒီစွမ်းအားတွေကသူတို့ခန္ဓာကိုယ်ထဲမှာဗီဇပြောင်းစွမ်းအားတွေအဖြစ်ကိုရလာခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့မိဘတွေအားလုံးကအဲ့ဒီစွမ်းအားတွေကိုရလာခဲ့ကြပြီးမြဲလိုအပ်စွာနေထိုင်သွားကြရင်ဒီနေ့မှာတော့ဂျက်တို့9ယောက်အတွက်ဖြစ်လာခဲ့တာဖြစ်ပါတယ်အဲ့ထဲမှာဆန်းကလည်းသူတို့မိဘတွေထဲကနေတဆင်စွမ်းအားတွေနဲ့မွေးဖွားလာခဲ့တဲ့နောက်ဆုံးကြံနေခဲ့တဲ့သူတို့အဖွဲ့တွေကနောက်ဆုံးတစ်ယောက်ပဲဖြစ်ပါတယ်အဲ့လိုနဲ့ခရူကာပြောပြလို့တစ်ဖွဲ့လုံးလည်းဖြစ်ကြောင်းကုန်စီကိုတီးတွားတဲ့အချိန်မှာတော့ဇီလိုပဲတစ်ဖွဲ့လုံးကလည်းဆန်းအောင်ရှာဖွေဖို့အားတက်သွားကြပြီးတယောက်တနေရာစီမှာခွဲပြီးတော့ရှာကြပါတယ်ဒါပေမဲ့ဆန်းကိုဘယ်နေရာမှာပဲရှာမတွေ့ပဲဖြစ်နေပြီးဆန်းနဲ့ပထန်းဆက်ပါတယ်ဇီကတော့ရှာတွေ့သွားတဲ့အချိန်မှာပဲဆန်းနောက်မှာဘာကာဝစ်တို့ကလည်းရှိနေပြီးဆန်းကိုဝေခွဲရခန့်အောင်လုပ်နေကြပါတယ်အဲ့လိုနဲ့ဇီကလည်းဆန်းကိုချေဝေပြောမနေတော့ပဲထရိုဗီယန်တွေကိုပဲတငယ်ချင်းအမှန်လို့ထင်နေသူ့ကိုလှုပ်ရှင်တာလှုပ်လိုက်တော့လို့တခွန်းနဲ့ပဲပြောပြလိုက်ပါတယ်ဆန်းကလည်းအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့ဇီနဲ့ပထမအဆုံးတွေ့ခဲ့ရတဲ့ကျင်နာတဲ့ပုံရိပ်တွေကိုကြင်မြင်အောင်လာခဲ့ပြီးတငယ်ချင်းနဲ့ရန်သူဆိုတာကိုလည်းခွဲခြားနိုင်သွားပါတယ်ဒါပေမဲ့အဲ့ဒီရွေးချယ်မှုကတော့မိုရာအတွက်ကအန်ချင်စရာဖြစ်နေပြီးဘာဂါဝစ်ကိုတိုက်ခိုက်ဖို့အမိန့်ပေးလိုက်တဲ့အချိန်မှာတော့ဇီကဆန်းကိုကကွင်အယုတ်အဖြစ်ကိုပြောင်းခံလိုက်ရပါတယ်အဲ့ဒီဖြစ်အကြောင်းပဲဆန်းကအသေးအံထွက်ပြေးလိုက်ရင်ကြာလန့်ဖြစ်နေတဲ့အချိန်မှာပဲသူ့ကိုတရားရကလာတာပါတယ်လာတာတဲ့လူကတော့ဇီးအစ်ဖြစ်ပြီးအယုတ်အဖြစ်ပြောင်းခံလိုက်ရတဲ့ဇီကတော့သူ့ရဲ့ကိုပွားကောင်အတူပဲဖြစ်ပါတယ်အဲ့လိုနဲ့ဆန်းနဲ့ဇီကလည်းအချင်းချင်းနားလည်မှုရသွားကြပြီးအခုဆိုရင်ဆန်းကလည်းလူသားတွေအတွက်အကျိုးပြုဖို့0ဘက်ကနေကူတော့မှာဖြစ်ပါတယ်နောက်တော့အယုတ်အဖြစ်ပြောင်းခံလိုက်ရတဲ့လူသားတွေကိုလည်းဆန်းကဘယ်လိုကဲရမလဲဆိုတာကိုပြောပြလာခဲ့ရကြောင်းဇီကလည်းဂျက်တို့လီယောက်ကိုအကြောင်းကြားလိုက်ပါတယ်ဒါပေမဲ့ဂျက်တို့အဖွဲ့ကမရောက်လာခင်မှာပဲလိုင်မော်ရောင် crime box ကောင်ကသူတို့နှစ်ယောက်နာကိုရောက်လာပြီး crime box ကောင်တွေနဲ့လာတိုက်ခိုက်ပါတယ်အဲ့လိုနဲ့ဇီနဲ့ဆန်းတို့နှစ်ယောက်ကလည်းတိုင်ပတ်သွားကြပြီးတအုံနဲ့တယောက်တိုက်ခိုက်နေကြတဲ့အချိန်မှာပဲဘာကာဝစ်ကပါထပ်ရောက်လာပြီး
ဇီးကိုအယုတ်အဖြစ်ထပ်ပြောင်းဖို့လုပ်ပါတယ်။အဲ့အချိန်မှာပဲဆန်းကသူ့ရဲ့ဆွမ်းအားကိုတုံးလိုက်ပြီးဘာကာဝစ်ရဲ့အယုတ်ပြောင်းထုတ်တံကိုဆန်းကသူ့ရဲ့ဆွမ်းအားနဲ့ယူလိုက်ပြီးရိတ်ချိုးပစ်လိုက်ပါတယ်။အဲ့လိုနဲ့ဆန်းကပါအန်ဒီများလာတဲ့အချိန်မှာတော့သူ့ရဲ့ရှယ်လိုကုန်းကြီးစုတွေကိုထုတ်တုံးလိုက်ပြီးအဆွမ်းကုန်ခုခံပါတယ်။ဒါပေမဲ့ဇီးကတယောက်တည်းပြာအောင်ခန့်အောင်ခုခံနေရတဲ့အချိန်မှာပဲဂျက်တို့၄ယောက်ကလည်းရောက်လာခဲ့အကြောင်းရိန်ဂျာ၅ယောက်ကဆုံဆုံလင်းလင်းဖြစ်သွားကြပြီးရိန်ဂျာအဖြစ်ပြောင်းလိုက်ကြပါတယ်။နောက်တော့ထရိုဘီယန်တွေကိုတယောက်တစ်ဖွဲ့စီတာဝန်ယူတိုက်ခိုက်ပြီးဂျက်ကလည်းဘလူးဟတ်ကိုတာဝန်ယူပြီးတိုက်ခိုက်ပါတယ်။ကျန်တဲ့ခရိုင်းဘောကောင်တွေကိုတော့စကိုင်းတို့၄ယောက်ကအကောင်းဆုံးနဲ့အမြန်ဆုံးအဆုံးသတ်ပေးနိုင်ခဲ့တာကြောင့်ရိန်ဂျာ၅ယောက်ကသူတို့မနိုင်ခဲ့ရတဲ့လိမ်မော်ရောင်ခရိုင်းဘောကောင်လဲကိုရောက်လာပြီးချီချီဝေဝေစဉ်းစားမနေတော့ပဲ Rich ကိုခေါ်လိုက်ကြပါတယ်။ချက်ချင်းပဲရိန်ဂျာ၅ယောက်ကအဲ့ကောင်ခနိုင်ခနွန်းကြီးနဲ့အဆုံးသတ်ပေးဖို့လုပ်နေတဲ့အချိန်ထရိုဘီယန်ကလည်းသူ့ရဲ့လက်စစ်ကြော့ကြီးနဲ့ပြန်ခုခံဖို့လုပ်ပါတယ်။ဒါပေမဲ့နှစ်ဖက်စလုံးကတင်ပြကြတဲ့အချိန်မှာတော့၅ယောက်အားနဲ့တယောက်အားကဘလို့မှမမျှတတော့ပဲလိမ်မော်ရောင်ခရိုင်းဘောခင်ဗျာလေးအစိမ့်စိမ့်အမော်မှာဖြစ်သွားရပါတယ်။ဒါပေမဲ့ဒီတစ်ခေါက်တိုက်ပွဲကဒီလောက်နဲ့တော့အဆုံးမသက်သေးပဲတိုက်ပွဲတစ်ခုလုံးမှာကြောက်နေတဲ့ဘာဂါဟော့စ်ကလည်းဆက်ရောအောက်ကောင်ကြီးနဲ့ထပ်ပြီးရလာခဲ့ရကြောင်းဂျက်တို့၅ယောက်ကလည်းမဂဇောအဖြစ်ပြောင်းပြီးတိုက်ခိုက်ကြပါတယ်။ဒီအချိန်ဒီမှာဘလို့ပဲလာတိုက်လာတိုက်အမုံကျိတ်ဖို့အစင်သေးဖြစ်နေတဲ့ Ranger တွေကတော့ရုတ်တရက်ရွာလာတဲ့မိုးကြီးတွေကြားထဲမှာဘာဂါဟော့စ်ရဲ့ပြစ်ခွဲလာတဲ့မီတောက်တွေကိုအန်တူပြီးခုံထွက်ရင်းနဲ့ပဲဓာတ်တလက်နဲ့တရားစီရင်ပေးလိုက်ကြပါတယ်။အဲ့လိုနဲ့ Ranger တွေရဲ့ဒီတစ်ခေါက်တိုက်ပွဲကအကြရှိဆုံးနဲ့အကယ်ရအခက်ဆုံးဖြစ်ခဲ့ပြီးအားလုံးပြီးဆုံးသွားတဲ့အချိန်မှာတော့အယုတ်အဖြစ်ပြောင်းခန့်လိုက်ရတဲ့လူတိုင်းကလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားကြပါတယ်။အခုဆိုရင်တယောက်တည်းဖြစ်နေတဲ့ဆန်းကလည်း SPD Academy ကျောင်းတော်ကြီးကိုရောက်လာခဲ့ပြီးအချိန်နဲ့ငယ်အတွင်းမှာပဲတငယ်ချင်းတွေရောင်ရလာပြီးအားလုံးကအတားကျလာပြီးဖြစ်ပါတယ်။ဒါကတော့ Power Ranger SPD အပိုင်းရှိဖြစ်ပါတယ်။